ခွန်တီတနက်ပစ်လေးကျင်နေတော့ခွန်မောကရောက်လာခဲ့ပြီးဖီးနဲ့တူညစာစားဖို့စားတောက်ဆိုင်ဘိုကင်တင်ပြီးကြောင်းအောင်လာပြောရင်းနဲ့ဖီးကခွန်တီပြောထားတဲ့အတိုင်းအလုတ်ဆင်းလို့လာကြို့ဖို့စာပို့ပေမဲ့ခွန်တီကသူ့စာတွေကိုမကြည့်လို့ဆိုပြီးတော့လေတင်ပြလိုက်ပါတယ်ဒီချိန်မှာတော့ခွန်တီတယောက်သူ့ဘက်ကငြိမ်နေတော့လေဖီးဘက်ကသူ့ကိုတဲတဲလှုပ်နေတာပါလားဆိုပြီးဂုံစာပြနေတော့ခွန်မောကလည်းဘလို့ပဲဖြစ်ဖြစ်ဒီညဒင်နာစားဖို့ကတော့ခွန်တီဘက်ကပဲချိန်လိုက်ရတာမလားဆိုပြီးဖော်ကောင်လုပ်ပေးလိုက်ပါသေးတယ်နောက်တော့ခွန်တီကသူနဲ့တနက်ပစ်ပြိုင်ဖို့ကမ်းလှမ်းရင်းနဲ့မင်းငယ်ငယ်တည်းကငါ့ကိုတခါမှမနိုင်ဘူးနော်လို့ပြောတော့ခွန်မောကလည်းဒါဟာသဘောတူညီချက်ကြောင့်ပဲလို့ဆိုပါတယ်သူတို့နှစ်ယောက်ကြားမှာရှိတဲ့သဘောတူညီချက်ဆိုတာကတော့ခွန်မောဟာနှစ်ယောက်ရှင်ပြိုင်တိုက်ခိုက်တိုင်းမှာခွန်တီကိုအနိုင်ရခဲ့ပေမဲ့တားပြစ်သူရှုံးနေတာကိုမလိုလားကြောင်းခွန်တီရဲ့ဖခင်ကအရေးအယောင်ပြလာခဲ့တာကြောင့်ခွန်မောဟာသူဘလို့ပဲခွန်တီကိုအနိုင်ယူနိုင်ပါစေအရှုံးပေးဖို့အတွက်ခွန်တီနဲ့ကလေးဘွားတွေကသဘောတူညီထားခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့လက်ရှိအချိန်မှာနှစ်ယောက်သားကတနက်ပြစ်ဆက်လေးကျင်နေတော့အရန်တော်ရင်ကသာဒီလိုပဲဖြစ်ရမှာပေါ့ဒါမှလီမီသားစုရဲ့သားတယောက်ဖြစ်ဖို့ထိုက်တန်တာဆိုပြီးခွန်တီရဲ့ဖခင်ကရုတ်တရက်ကြီးရောက်ချလာခဲ့ပါတယ်ဒါကြောင့်ပဲခွန်တီကဖီးနဲ့ညစာစားဖို့လှုပ်ထားတာကိုဖျက်သိမ်းလိုက်ရပြီးဖီးကိုလည်းအလုပ်ကနေအိမ်အထိခွန်မောကပဲကိုစားလိုက်ဖို့ပေးခဲ့ရကဖီးနဲ့ခွန်မောတို့လည်းစကားနဲ့ငယ်ပြောပြခဲ့ကြပါတယ်နောက်တော့ဖီးလည်းညီမဖြစ်သူပတ်ရှိရအဖွဲသားတွေထမင်းစားနေတဲ့ဆိုင်ကိုပဲသွားလိုက်ရပြီးအလုပ်ဆင်းလို့တငယ်ချင်းကလာကြိုချောင်းကိုပြောပြတော့ညီမဖြစ်သူပတ်ကဘဲတငယ်ချင်းလေ one and only ဆိုတဲ့တယောက်လားဆိုပြီးစနေတာကြောင့်ပြီးတယ်သူညီမရဲ့ပါဇက်ကိုအမြန်ပိတ်လိုက်ရပါတယ်တစ်ဖက်မှာလည်းခွန်တီတယောက်ဟောင်ကောင်ကနေရုတ်တရက်ရောက်လာတဲ့မိဘနှစ်ပါးနဲ့အတူညစာစားနေခဲ့ရပြီးခွန်တီရဲ့မိခင်ကလည်းတခြားသူမဟုတ်ပဲခွန်တီအရင်ကြိုက်တဲ့ဇလန်တွဲတွေကမင်းသမီးကြီးခွန်နတ်ပဲဖြစ်နေခဲ့တာပါမတွေ့ရကြတဲ့မိသားစုတွေအလုပ်ကိစ္စပြောကြရင်လည်းခွန်တီကအာဆနီရေမွေးရဲ့ Spring Collection မှာမမ်မွန်ဒီ Peach အနံ့နဲ့ Cream အနံ့ကိုပေါင်းစပ်ပြီးအသစ်ထုတ်လုပ်မဲ့အကြောင်းကိုပြောပြတဲ့အခါအသီးနှံတွေမကြိုက်တဲ့သားဖြစ်သူရဲ့အကြောင်းကိုသိနေတဲ့မိခင်လည်းအံ့ဩရပါတယ်နောက်တော့ခွန်တီလည်းမတွေ့ရကြတဲ့မိခင်ကိုကတ်ချွမ်းနေတော့မိခင်ကလည်းထုံးစံအတိုင်းသားရဲ့နှလုံးသားထဲမှာအရင်တိုင်းအမေတယောက်ပဲရှိနေတာမလားဆိုပြီးမေးလာတော့ဖြေရခတ်တဲ့ပုံစံဖြစ်နေတဲ့ခွန်တီကိုကြည့်ပြီးဖခင်ကပါတစုံတယောက်ကိုချစ်မိနေပြီလားလို့ခွန်တီကိုမေးလာခဲ့ပါတယ်ဖခင်ရဲ့မိကွန်းအပေါ်မှာလည်းခွန်တီကဘာမှတေချာမတုံ့ပြန်ခဲ့တာကြောင့်လောကကြီးမှာအချစ်စစ်နဲ့တငယ်ချင်းအစ်စ်ဆိုတဲ့အရာနှစ်ခုဟာအယမ်းကိုရှားပါပြီးရှာဖွေရခတ်တဲ့အရာတွေဖြစ်တာမို့လွယ်လွယ်ကူကူတွေ့တဲ့အရာတွေကိုတော့အချစ်စစ်လို့မတတ်မှတ်မိစေနဲ့ဆိုပြီးတော့သားဖြစ်သူကိုတတိပေးလိုက်ပါတယ်နောက်တော့ခွန်တီကဂန္ဓဝင်တန်ဆယ်တစ်ပုတ်ကိုဖွင့်ပြီးမိခင်နဲ့အတူတွဲကပေးနေရင်လည်းရှာလို့မတွေ့နိုင်ဘူးလို့တော့မဆိုပေမဲ့အချစ်စစ်ဆိုတာကလွယ်လွယ်တော့ရှာမတွေ့နိုင်ကြောင်းနဲ့အကကရမှာခြေလမ်းမားနေတဲ့ခွန်တီကိုလည်းမျက်လုံးမိတ်ပြီးကိုနဲ့အတူတွဲကနေတဲ့သူကိုကိုရှိစေခြင်းနဲ့သူလို့သတ်မှတ်ပြီးတန်ဆယ်အတိုင်းစီးမျောပြီးလိုက်ကားဖို့တင်ပြတဲ့အခါခွန်တီဟာလည်းမိခင်ရဲ့နေရာမှာသူ့နှလုံးသားကိုခိုးယူသွားတဲ့ဖိလိုပဲတွေးကတန်ဆယ်အတိုင်းစီးမျောရင်အမှားရွေးမရှိပဲကနိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းဖိတရအဖွဲသားတွေနဲ့အတူထမင်းစားရင်သူတို့ကုမ္ပဏီရဲ့ limited edition ရေမွေးတွေဟာအရန်ရောင်းအားတက်လာတာကြောင့်နောက်ထပ် collection အသစ်တွေအတွက်တာဝန်ခွဲပြီးလုပ်ကင်ဖို့ကုမ္ပဏီဘက်ကခေါင်းဆောင်အသစ်ခန့်အပ်ပေးထားကြောင်းကိုလက်ရှိခေါင်းဆောင်နှုတ်ကပြောလာပါတယ်လက်ရှိခေါင်းဆောင်နှုတ်နဲ့အလုံးလုံးရတာကိုအသားကျနေပြီဖြစ်တဲ့ပတ်ပါဝင်တခြားဝန်ထမ်းတွေကဒီသတင်းအတွက်စိတ်ညစ်နေကြပေမဲ့ဖိကတော့ခေါင်းဆောင်အသစ်ဟာအဆင်ပြေမှာပါနောက်ပြီးသူကလည်း Spring Collection Project အတွက်တရောင်းတနေရာကနေပါဝင်ဆောင်ရွက်အောင်မှာမို့အကိုလည်းရှိပါတယ်ညီမရဲ့စိတ်မပူပါနဲ့ဆိုကညီမဖြစ်သူကိုဖြောင်းပြပါတယ်နောက်တော့ညီမဖြစ်သူကိုနှုတ်ဆက်ပြီးအိမ်ပြန်မယ်အလို့ခွန်တီရဲ့အမိန့်ကြောင့်သူ့ကိုစောင့်ရှောက်ပေးဖို့ရောက်နေတဲ့ခွန်မော့ကိုတွေးလိုက်ရတာကြောင့်ဖိလည်းသူ့ကိုစောင့်ကြည့်ဖို့အခုလိုလူလွတ်ထားတာမျိုးကိုမကြိုက်ကြောင်းခွန်မော့ဖုန်းနဲ့ဆက်ပြောလိုက်ပါတယ်ခွန်တီကတော့အခုလိုလုပ်ရတာဟာဖိကိုအရန်စိတ်ပူလို့ပဲဖြစ်ပြီးဒီညဒင်နာအတူစားမယ့်အစီအစဉ်ကိုဖျက်လိုက်ရလို့စိတ်မကောင်းဖြစ်နေရတဲ့အပြင်ဖိဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်ပြီးဆိုမှပဲသူလည်းစိတ်အေးနိုင်မှာမို့လို့ပါဆိုပြီးအမှန်တိုင်းပြောရှာပါတယ်နောက်တော့ခွန်မောကပဲဖိကိုအိမ်အထိနောက်တစ်ခေါက်ပြန်လိုက်ပို့ပေးရင်းနဲ့ခွန်တီရဲ့မိဘတွေရုတ်တရက်ရောက်လာတာကြောင့်ညသာစားဖို့အစီအစဉ်ဖျက်လိုက်ရကြောင်းကိုရှင်းပြတဲ့အခါဖိကလည်းခွန်တီရဲ့မိဘတွေကနိုင်ငံခြားမှာနေတော့တွေးဖြစ်ခဲတာမို့ရပါတယ်လို့ပြန်ပြောနေပြီးခွန်မောကလည်းဒီအပိုင်းခွန်တီရဲ့ပုံစံကလက်တွေးဘဝတွေကိုပြန်ဆွဲခေါ်ခံလိုက်ရတယ်လို့မျိုးပျော်ရွှင်နေတာကိုမြင်ရတယ်လို့ပြောနေတော့မှာပဲမိပွားရကလေးတယောက်ကပန်းစည်းလေးတွေလာရောင်းတာကြောင့်စကားစားပြတ်သွားခဲ့ကြပါတယ်ဖိကိုပြန်လိုက်ပို့ပြီးတဲ့နောက်မှာတော့ခွန်မောလည်းဖိထက်ပေးလိုက်တဲ့ပန်းစည်းလေးကိုခွန်တီစီပေးလိုက်ရင်းနဲ့ဒီပန်းစည်းကခွန်ဖိကနှစ်စီးဝယ်လာပြီးတော့မှသူ့စီမှာတစ်ခုယူထားလိုက်ပါတယ်ပျော်ရွှင်မှုကိုကိုစားပြုစေခြင်းလို့ဆရာအတွက်ထည့်ပေးလိုက်တာပါဆိုပြီးတော့လည်းပြောပြပါတယ်ခွန်တီတယောက်ကတော့ဈေးပေါ်တဲ့ဇွန်မိုးရဲ့ပန်းစည်းဆိုပေမဲ့ဖိကတကူးတကထည့်ပေးလိုက်တာဖြစ်လို့ကြည်နူးနေခဲ့ပါတယ်ဖိကလည်းသူ့စီမှာယူထားလိုက်တဲ့ပန်းစည်းကိုကိုင်းရင်းနဲ့သူ့ကိုအိမ်ထိလိုက်ပို့ပေးပြီးတဲ့နောက်ခွန်မောနဲ့စကားပြောခဲ့တာတွေကိုပြန်တွေးနေခဲ့ပါတယ်ဖိကခွန်မောစောစောကပြောခဲ့တဲ့ခွန်တီကလက်တွေ့ဘဝအထိပြန်ရောက်သွားအောင်ပျော်ရွှင်နေသလိုပဲဆိုတဲ့စကားရဲ့အထိပ္ပယ်ကိုမေးပြီးခွန်တီရဲ့ပျော်ရွှင်မှုဆိုတာကအာလန်လားလို့မေးတော့ခွန်တီကအာလန်အပေါ်မှာတညတာအတူရှိခြင်းရုံလောက်ပါပဲလို့ခွန်မောကရှင်းပြပါတယ်ဒီတော့ဖိကလည်းအာလန်ကအဲ့လိုလူမျိုးမဟုတ်ဘူးဗျအဲ့လိုဆိုရင်တော့ခွန်တီနဲ့အာလန်တို့အတူရှိဖို့ကျွန်တော်မကူညီချင်တော့ဘူး
အားနာပေမဲ့ခမရတထေးကိုချစ်တယ်လို့ကျွန်တော်ကလည်းကျွန်တော်ညီလေးကိုချစ်လို့ပါဗျာဆိုပြီးပြန်ပြောပါတယ်နောက်တော့စကားဆက်မိရင်းနဲ့ခွန်မောကခွန်တီယာငယ်ချင်းကသူနဲ့တငယ်ချင်းလို့ဖို့ပြောခဲ့ကြပေမဲ့တပြေးပြေးနဲ့အရွယ်ရောက်လာကြတဲ့အခါမှာတော့တာဝန်တွေကိုကိုစီဆောင်ရွက်ကြရင်သူတို့ကြားကခင်မင်မှုကိုဝေးကွာသွားစေတဲ့အကြောင်းကိုရှင်းပြပါတယ်တငယ်ချင်းရဲ့ဆိုပြီးလက်ညှိုးထိုးပြကြမရှိတဲ့ခွန်တီဘဝမှာဖိရပဲခွန်တီအတွက်တငယ်ချင်းဖြစ်လာပြီးခွန်တီကိုပျော်ရွှင်စေရင်တိတ်ကောင်းမှာပဲလို့ခွန်မောကပြောတော့ဖိရလည်းမီးပွားရဝယ်ယူခဲ့တဲ့စွမ်းမွေးရဲ့ပန်းစည်းလေးကိုပေးရင်းနဲ့ဒါလေးကိုကျွန်တော်ဝယ်လိုက်တော့ကရောင်းတဲ့ကလေးလေးကပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်တယ်လေဒီတော့ဒီပျော်ရွှင်မှုကိုခွန်တီစီကိုလည်းမျှဝေပေးခြင်းလို့ပါဆိုပြီးတော့လည်းပြောလိုက်ပါတယ်လက်ရှိချိန်မှာဖိလည်းဒီအကြောင်းတွေကိုပြန်တွေးရင်းနဲ့ပြောမဲ့တာပြောတာသူ့မှာလည်းတငယ်ချင်းမရှိတဲ့အကြောင်းကိုပြန်စဉ်းစားမိပြီးသူစိတ်ရှုပ်လာတိုင်းရင်ဖွင့်နေကြအုတ်ထုတ်မှာကတ်ထားတဲ့ဆီလီပုံစတစ်ကာလေးကိုစကားလမ်းပြောပြီးတော့ခွန်တီစီကိုလည်းစွမ်းမွေးရဲ့ပန်းစည်းလေးကမွေးရလားလို့စာပို့ပြီးအိပ်ယာဝင်လိုက်ပါတယ်နောက်ရက်ဖိအလုပ်ကိုရောက်တော့ခွန်တီလည်းရောက်လာပြီးစွမ်းမွေးရဲ့ပန်းစည်းလေးကအရန်မွေးချောင်းတကူးတကလာပြောတဲ့အခါဖိကလည်းခွန်တီအတွက်တငယ်ချင်းတယောက်ပေးမယ်လို့ဆိုကသူ့အုတ်ထုတ်ကဆီလီရုပ်လေးကိုခွန်တီရဲ့နက်ကိုင်မှာတက်ပေးလိုက်ပါတယ်နောက်တော့ဖိလည်းအစည်းအဝေးစားတော့မှမို့နှုတ်ဆက်ပြီးထွက်သွားချိန်ခွန်တီကတော့ဖိပေးခဲ့တဲ့ဆီလီရုပ်လေးကိုကိုင်ရင်းနဲ့သဘောကျပြီးကြံနေခဲ့ပါတယ်ဒီနေ့က Spring Collection ရဲ့ခေါင်းဆောင်တစ်နဲ့မိတ်ဆက်ဖို့အစည်းအဝေးရှိနေခဲ့တာပါကုမ္ပဏီကခန့်အပ်ထားတဲ့ခေါင်းဆောင်တစ်ဝီဝစ်ဆိုသူရောက်လာချိန်မှာတော့ဒီလူဟာတစ်ချိန်ကပြီးလုပ်ခဲ့တဲ့ freelancer ဓာတ်ပုံရိုက်ခွင်းမှာအသက်မပြည့်သေးတဲ့ကောင်မလေးကိုအဖော်ချွတ်ပုံတွေရိုက်ခိုင်းလို့ပြီးနဲ့ပြဿနာတက်ခဲ့ရတဲ့အကျင့်မကောင်းတဲ့သူဖြစ်နေတယ်ဆိုတာကိုမှတ်မိလိုက်ပါတယ်ဝီဝစ်ကလည်းအဲ့ဒီကိစ္စကြောင့်ပဲဖိပေါ်ရန်ညှိုးရှိနေတာကြောင့်ဒီကုမ္ပဏီမှာအချိန်ပိုင်းအလွတ်တန်းဓာတ်ပုံဆရာလုပ်နေတဲ့ဖိကိုအရေးမပါသလိုဆက်ဆံနေတယ်ဆိုတာကိုဖိနဲ့ညီမဖြစ်သူပတ်တို့ကလည်းသတိထားမိလိုက်ပါတယ်အစည်းအဝေးပြီးတဲ့အချိန်မောင်နှမနှစ်ယောက်ခေါင်းမိုးထမှာစကားပြောကြရင်နဲ့ဝီဝစ်ရဲ့ပုံစံကဖိပေါ်ရန်ညှိုးရန်စားရှိနေပြီး project ကနေတောင်ကန်ထုတ်ချင်ရင်ထုတ်နေမှာမို့တခုခုတုတ်ပြန်ပြီးကာကွယ်ခြင်းကြောင့်ပတ်ကပြောပေမဲ့ဖိကတော့သူ့အကျင့်အတိုင်းပဲရုံမာတဲ့သူကရုံမာတဲ့လမ်းကိုပဲသွားမှာမို့ဘာမှစိတ်ထဲထားမနေပဲလှုပ်ရှားရှိရတာဆက်လုပ်ကြမယ်လို့ပဲပြန်ပြောပါတယ်နောက်တော့ပတ်ပြန်သွားပြီးတယောက်တည်းကြံနေတော့ခွန်တီလည်းရောက်လာခဲ့ပြီးဖိရဲ့ပုံစံကထိုင်လိုက်ထားလိုက်နဲ့တခုခုအပေါ်စိတ်အစင်မပြေဖြစ်နေတာကို CCTV ကနေလမ်းမြင်လိုက်ရတာမို့စိတ်ကြည်သွားအောင်တောက်လိုက်ပါဆိုပြီးဈေး3စားလောက်ခုန်တက်သွားလို့ခမရတို့ကျုပ်တို့ဝယ်မတောက်နိုင်တော့တဲ့လက်တက်ဆွိုင်းပဲတို့ဘူးလေးကိုကမ်းပေးလိုက်ပါတယ်ခွန်တီကဖိဘာတွေဖြစ်နေလဲသူကူညီပေးချင်ပါတယ်လို့ပြောတော့ဒီလောက်ကိစ္စကိုသူကင်တွယ်နိုင်ပါတယ်ဆိုပြီးတော့ဒါဖိကပြန်ပြောပါတယ်ခွန်တီကတော့မဟုတ်ဘူးကွာမင်းဘာပဲဖြစ်ဖြစ်မင်းပထမဆုံးတတိရတဲ့သူကငါပဲဖြစ်ချင်တာဆိုပြီးပလီနေတော့ဖိလည်းဒီစကားတွေကချစ်သူကြီးစားတွေကြားမှာပဲသုံးလုံးတဲ့စကားတွေမို့သူတို့နှစ်ယောက်ကြားမှာသုံးလို့မရဘူးလို့ပြောတဲ့အခါအမေမာဖီးယားကြီးကလည်းသူ့ကိုအဲ့လိုခွဲခြားမဆက်ဆံပါနဲ့ဆိုပြီးစကားတွေတက်ပြီးတော့ပြန်ပြောပါတယ်ဖိကဟုတ်ပြီဗျာကျွန်တော်ခမရကိုနားလည်ဖို့ကြိုးစားကြည့်ရတဲ့လောက်ကတော့ခမရဘသူဘဝမခွဲခြားပဲဒီလိုပလီပလာစကားတွေပြောရတာကြိုက်တဲ့သူထင်တယ်လို့ပြောတော့မာဖီးယားကြီးလည်းတစ်ဖက်ကိုလှည့်ပြီးအသေးရှက်နေပါတယ်ဖိကခမရပုံစံကဘာဖြစ်နေရလဲဆိုပြီးပြောတဲ့အခါမင်းပြောတဲ့ပုံစံကငါ့ကိုတုံးဝင်တွန်းနေတယ်လို့ဖြစ်နေလို့ပါလို့ဆိုကတယောက်တည်းသဘောတွေကျနေပါတယ်ညနေပိုင်းလောက်ပြီးအလုပ်ဆင်းသွားချိန်မှာတော့နောက် collection အတွက်ဖီးနဲ့အာလန်တို့စာချုပ်အတူချုပ်ဆိုကြမယ့်အကြောင်းခွန်မောကတင်ပြတဲ့အခါဖီးနဲ့နေရာတိုင်းမှာတွဲဖြစ်နေတဲ့အာလန်ကိုတင်းသွားတဲ့ခွန်တီကအာလန်ရဲ့ရီစားကဘယ်ရောက်သွားလို့ဖီးနဲ့အမြဲအတူရှိနေရတာလဲလို့ပြန်မေးပါတယ်ခွန်မောကအာလန်နဲ့သူ့ချစ်သူတဝန်တို့ဆက်ဆံရေးကိုခဏရက်တန့်ထားကြောင်းကိုပြောတော့ခွန်တီလည်းအဲ့ဒီလိုရက်တန့်ထားလိုက်မှဖီးနားမှာအာလန်ကအမြဲတမ်းလိုက်ကတ်နေမှာကိုစိုးရိမ်ပြီးတခုခုလုပ်ဖို့ကိုချက်ချင်းစီစဉ်มาတော့တယ်ဖီးကလည်းအလုပ်ကအပြင်သူသွားနေကြဘန်ကလာမိုင်ကလေးဖောင်ဒေးရှင်းကိုသွားလေတဲ့အခါသူအရင်ချစ်တဲ့မောနဲ့မာဆိုတဲ့ကလေးနှစ်ယောက်ထဲကမာဆိုတဲ့ကလေးမလေးကိုမွေးစားမဲ့သူတွေရှိလာကြောင်းစောင့်ရှောက်သူအမျိုးသမီးကပြောလာတာကြောင့်ကြံနေခဲ့မဲ့မော့အတွက်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်အာလန်ဟာလည်းချစ်သူလေးတဝန်ရဲ့တစွတ်ထိုးအကျင့်တွေကြောင့်သာဆက်ဆံရေးကိုခဏရက်စဲထားလိုက်ရပေမဲ့တိုက်ဆိုင်မှုတွေရှိလာတိုင်းမှာတော့အတူရှိခဲ့ကြတဲ့အချိန်တွေကိုပြန်လွှမ်းဆွနေခဲ့ပါတယ်ဒီအချိန်ဖီးကဖုန်းဆက်လာပြီးအာလန်ရဲ့ကားပြင်ထားတာမပြီးသေးရင်မနေ့ပြန်အလုပ်သွားတဲ့အခါသူလာခေါ်ပေးမယ်လို့ပြောလာခဲ့ပါတယ်နောက်မနေ့အလုပ်ကိုရောက်ပြီးဓာတ်လီကစောင့်နေတော့အာလန်ကဗိုက်စားတယ်လို့ပြောတော့ဖီးလည်းသူအမြဲဆောင်ထားတတ်တဲ့မုံထုတ်လေးကိုထုတ်ကျွေးတဲ့အခါကွန်ဒိုထိလေလာခေါ်ပေးတယ်မုံလည်းကျွေးသေးတယ်ကျွန်တော်ဒီလောက်ဂီယူဆိုင်ပေးနေမှာတော့အသက်30လောက်ထိရီးစားမရှိသေးရင်ကျွန်တော်နဲ့လက်ထက်ရအောင်လေးလို့စပြီးအပေါ်တက်သွားကြပါတယ်ဒီစကားတွေကိုအစားဆုံးကြားလိုက်ရတဲ့ခွန်တီကအောင်မလက်ထက်ရအောင်နဲ့ဘလောက်တောင်ရှက်စရာကောင်းတဲ့စကားတွေကိုပြောနိုင်နေရတာလဲမော့ဖီအတွက်အဲ့ဒီမုံကို10ပုံပို့ပေးလိုက်ဒီကောင်ကိုကျွေးလိုက်မှတော့သူဘာသွားစားတော့မလဲနေအောင်အာလန်ကိုတော့ပုံ20လောက်ပို့ပေးထားလိုက်ဒါမှသူဖီစီကနေတောင်းစားစရာမလိုတော့မှဆိုပြီးတဝင်းတွေအတုံးလိုက်တိုးသွားခဲ့ပါတယ်မကြခင်အလုပ်စတင်နေတဲ့ဖီက For Collection ရဲ့နောက်ဆုံးမိနစ်ရိုက်ကူးရေးမှာအာလန်နဲ့ဇုံတွဲပုံရရမယ့် model နာမည်ကိုဖော်ပြမထားတာကြောင့်နှုတ်စီမှာမေးကြည့်ပေမဲ့လည်းနှုတ်ကလည်းတောင်းဆိုမှုအများဆုံး superstar တယောက်လို့သာပြောသွားခဲ့ပါတယ်တကယ်တော့အာလန်နဲ့ဇုံတွဲပုံရရမယ့်သူကတခြားသူမဟုတ်ပဲတဝန်ပဲဖြစ်နေခဲ့တာပါဒါဟာလည်းအာလန်တယောက်ဖိနာမှာအမြဲရှိနေမှာကိုစိုးရင်ပြီးတဝန်နဲ့ပြန်နှီးစပ်အောင်လုပ်ပေးခြင်းနေတဲ့ခွန်တီရဲ့မဟာအကြံစီကြီးပဲဖြစ်ပါတယ်
ဒီကိစ္စကိုပုံတွဲရမယ်ကာယကရှင်အာလန်နဲ့တဝန်တို့နှစ်ယောက်လုံးတော့မသိခဲ့ကြတာမို့တဝန်ကလည်းအာလန်နဲ့မသိလို့သူ့မန်နေဂျာကဒီအလုပ်ကိုလက်ခံလိုက်တာပါဆိုပြီးတောင်းပန်တော့အာလန်ကလည်းအလုပ်သဘောအရတော့တွဲလုံးနိုင်ပါတယ်ဆိုပြီးတော့ဒါစကားကိုခက်စိမ့်စိမ့်ပြောသွားခဲ့ပါတယ်နောက်တော့ပြီးတော့လည်းတဝန်ဖြစ်နေမှန်းသိပြီးအံ့ဩနေကြပေမဲ့အချိန်သိမ့်မရတာမို့ရိုက်ကူးရေးကိုစတင်လိုက်ကြပြီးဖီကတဝန်ရဲ့ရှေ့စပင်ကိုနည်းနည်းပြင်ပေးဖို့စတိုင်လေးကိုပြောတော့အာလန်ကရတယ်ဆိုပြီးသူ့ကိုယ်တိုင်လုပ်ပေးလိုက်ပါတယ်အသိဝင်သွားတော့မှတဝက်အပေါ်ခယူးဆိုင်ပေးခဲ့တာတွေကိုအကျင့်လုံးဖြစ်နေတဲ့အာလန်တယောက်စိတ်ကိုပြန်ထိန်ပြီးအလုပ်ကိုသာအာယုံဆိုင်လိုက်ပါတယ်ရှူတင်ပြီးလို့အောက်ကကော်ဖီဆိုင်မှာအနားယူနေတဲ့အခါခွန်တီကအရေးပေါ်ပုံစံနဲ့ရောက်လာပြီးအာလန်နဲ့ပြောခဲ့တဲ့အသက်30ကျရင်လက်ထက်ကျမယ်ဆိုတဲ့စကားအကြောင်းကိုပြဿနာရှာလာတော့ဖီလေသူနဲ့အာလန်ကအဲ့လိုပဲအမြဲတမ်းစားနောက်ပြီးပြောနေကြဖြစ်ကြောင်းကိုပြန်ပြောတဲ့အခါခွန်တီကလည်းဖိဘေးကခွန်တီရွှေ့လာပြီးသူ့ကိုပိုစိတ်ဆိုးအောင်လုပ်နေတာလားလို့မေးပါတယ်ဖီကခွန်တီရဲ့လက်ကိုကင်ပြီးရှင်းပြဖို့လုပ်ချိန်မူကထစားတဲ့ညကလိုပဲခွန်တီကသူ့ရဲ့လက်ကိုအမြန်ရုပ်လိုက်တာကြောင့်ဖီလည်းစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်နောက်တော့မှခွန်တီလည်းအသိစိတ်ပြန်ကပ်ပြီးဖီရဲ့လက်ကိုသူ့ရဲ့လက်ပေါ်မှာယူတင်လိုက်ကသူ့ကိုထိဖို့သူခွင့်ပြုပါတယ်ဆိုပြီးပြန်ပြောခဲ့ပါတယ်ဖီကဘာလို့ဒီလောက်ထိစိတ်ဆိုးနေရတာလဲလို့မေးတော့ဖီကိုသူ့မျက်စိရှေ့မှာပဲအမြဲရှိစေခြင်းကြောင့်ခွန်တီကပြောလာတာကြောင့်ခမရဲ့တငယ်ချင်းလိုမျိုးဘေးကနေပြီးတော့အချိန်တိုင်းအဖော်ပြုတ်ပေးစေချင်တာလားလို့ပြန်မေးလာတဲ့ဖီရဲ့စကားအပေါ်ခွန်တီလည်းစိတ်ညစ်သွားရပါတယ်ဖီကတခြားလူတွေကကြတော့ကျွန်တော်အနားမှာနေရရင်ပြင်းဖို့ကောင်းတယ်လို့ပြောကြတယ်ခမတယောက်ကပဲကျွန်တော်ကိုအနားမှာခေါ်ထားချင်တာလို့ပြောပြတဲ့အခါဒါဆိုငါလည်းမင်းအတွက်တယောက်တည်းသောသူပေါ့လေဆိုပြီးမာဖီးယားကြီးဂုံစားပါတော့တယ်ဒီတော့ဖီကလည်းခွန်တီခမဒီလိုစကားတွေကိုတတိထားပြီးတော့ပြောနော်တခြားသူတွေဆိုရင်ခမရဲ့စကားကိုတမျိုးအဓိပ္ပာယ်ဖော်ကြလိုက်မယ်ကျွန်တော်ခမရဲ့ easy clicky စကားပြောနည်းတွေကိုကြိုသိထားလို့ဒါဘာမှမဖြစ်တာလို့ပြောပေမဲ့ဖီရဲ့စကားမဆုံးရင်ပါတယ်ငါမင်းကိုကြိုက်မိနေပြီထင်တယ်ဆိုပြီးခွန်တီကပြောလာတာကြောင့်ဖီလည်းလန့်သွားရပါတယ်နောက်တော့ဖီလည်းစတူဒီယိုထဲကိုပြန်ဝင်ပြီးအလုပ်ပြန်စားတဲ့အချိန်ဝီဝစ်ဆိုတဲ့ဘဲကလည်းရောက်လာပြီးဖီကိုရန်ရှာခြင်းစိတ်တစ်ခုတည်းနဲ့သူ့ရဲ့အပိုင်းလည်းမဟုတ်ပဲဆရာဝန်လုပ်ပြီးဖီကိုဝေဖန်ပြဿနာရှာခဲ့ပေမဲ့ခေါင်းဆောင်တို့ရောဝန်ထမ်းအားလုံးကဖီဘက်ကနေကာဝယ်ပေးခဲ့တာကြောင့်ပြဿနာကအေးသွားခဲ့ပါတယ်အလုပ်ပြီးတဲ့နောက်မှာအာလန်ကတဝန်နဲ့အလုပ်တွဲလို့ရလို့စိတ်မသက်မသာဖြစ်ရကြောင်းကိုဖီကိုရင်ဖွင့်ခဲ့တာကြောင့်ဖီကလည်းသူ့ညီလေးကိုပွေးဖက်နဲ့တိမ်ပေးနေတဲ့မြင်ကွင်းကိုတဝန်လည်းမြင်သွားခဲ့ပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်အဲ့နောက်မှာတော့ဖီကအလုပ်တစ်ခုအတွက်ခရီးထွက်ဖို့ပြင်ဆင်ပြီးအာဆနီကပြန်မဲ့အလုပ်မိုးတွေလည်းရွာလာပြီးခွန်တီကလည်းဖုန်းဆက်လာခဲ့ပါတယ်အပြင်ဘက်မှာလက်ထုတ်ထားတဲ့ဖီကိုမိုးရီထဲမှာဘက်တီးရီးယားတွေပါလို့လက်ကိုအထဲပြန်သွင်းဖို့ပြောနေရင်ဘေးနားမှာရောက်လာတဲ့ခွန်တီကဖီရဲ့လက်ကိုညင်သားစွာဆုပ်ကင်ပြီးမိုးရီတွေကိုလည်းသူ့အင်ကြီးနဲ့သေချာတုပ်ပေးခဲ့ပါတယ်နောက်တော့မနေ့ပြန်အာဆနီမှာအလုပ်မရှိဘူးလားလို့မေးလာတဲ့အခါသူဟာအလွတ်တန်း freelancer ဓာတ်ပုံဆရာတယောက်ဖြစ်တာမို့မနေ့ပြန်တခြားမြို့မှာအလုပ်သွားလုပ်ရမှာဖြစ်ကြောင်းပြောနေတဲ့ဖီကိုသူတယောက်တည်းပိုင်ဆိုင်ရအောင်ဘယ်လိုလုပ်ရမလဲလို့ခွန်တီကထပ်မေးပါတယ်ဒါကိုအတိတ်ဘက်ကောက်လွဲသွားတဲ့ဖီကသူ့ကိုအာဆနီမှာပဲအချိန်ပြည့်ဝန်ထမ်းလုပ်စေခြင်းလို့ပြောတဲ့ထင်ပြီးအသေးအံပြန်ရင်းဆိုတော့ခွန်တီလည်းဒီတိုင်းငြိမ်နေလိုက်ပါတယ်နောက်တော့ခွန်တီကဖီအလုပ်သွားလုံးမဲ့မြို့အထိသူ့ရဲ့ကိုယ်ပိုင်ချက်လီရင်နဲ့လိုက်ပို့ပေးရမလားဒါမှမဟုတ်အဲ့ဒီမြို့မှာဖီတဲကိုဟိုတယ်တစ်လုံးစောက်ပေးရမလားဆိုပြီးတရားတရားတွေထက်သန်လွန်းနေတဲ့အခါဖီလည်းသူ့အဆင်ပြေချောင်းကိုပြောပြီးမနေတားထားလိုက်ရပါတယ်ဖီကခွန်တီကင်ထားတဲ့သူ့လက်ကိုလွတ်ပေးတော့လို့ပြောတော့ခွန်တီလည်းမိုးရီထဲမှာပါတဲ့ဘက်တီးရီးယားတွေကိုတန်းစီရွတ်ပြနေတာကြောင့်ဖီလည်းသူ့အိတ်တွေကိုအမြန်သွားထားပြီးခွန်တီကိုပါမိုးရီထဲကိုဆွဲခေါ်သွားလိုက်ပါတယ်ခွန်တီလည်းအစကတော့ဖျားမယ်နားမယ်နေမကောင်းဖြစ်မယ်ဆိုပြီးညင်းနေပေမဲ့ဖီကမိုးရီထဲမှာကစားတယ်လို့မတွေ့ပဲအတူကနေတယ်လို့တွေးကြည့်ပါဆိုပြီးလက်ကမ်းပေးလာတဲ့အခါမိခင်ပြောခဲ့တဲ့ရှာလို့ခတ်တဲ့အချစ်စစ်ဆိုတဲ့အရာကသူ့ရှေ့မှာရောက်လာခဲ့တယ်လို့မိုးရီဇက်တွေကိုလည်းတန်စင်နေအဖြစ်စီးမျောရင်းနဲ့ဖီနဲ့အတူတူပျော်ပျော်ကြီးတွဲကပြီးစိတ်လွတ်ကိုလိုဖြစ်သွားခဲ့ပါတယ်နောက်တော့ခွန်တီကမင်းငါမေးတာကိုမဖြေသေးဘူးနော်မင်းကငါတယောက်တည်းရဲ့အပိုင်ဖြစ်အောင်လုပ်လို့ရမယ့်နီလန်ရှိလားဖီဆိုပြီးမေးလာတော့ဖီလည်းအတိတ်ပဲများစွာတက်ရောက်နေတဲ့မျက်ဝန်းတွေနဲ့ခွန်တီကိုစိုက်ကြည့်နေတော့မှာပဲ Me and Tea the series ရဲ့အပိုင်း3ဒီနေရာမှာပဲပြီးဆုံးပါတယ်